လူငယ်မျိုးသမီးတွေဟာအနှိတ်ခမ်းတွေမှာအတွင်းခံမဝေးကြဘူးအဖိုးကြီးကမမျောလင့်ပဲတွေ့ရှိလိုက်တဲ့အခါအဲ့ဒီအနှိတ်ကအဖိုးကြီးကိုချက်ချင်းစိတ်ဝင်စားသွားစေတဲ့ဒါကြောင့်သူဟာသူ့ရဲ့ရှေးဟောင်းနေပညာကိုအသုံးပြုလိုက်တယ်မမျောလင့်ပဲမူဆိုမကအချိမခံလုံးနဲ့တစ်စက္ကန့်လောက်ဖိလိုက်တာနဲ့အရန်ကောင်းသွားတယ်ဒါပေမဲ့မူဆိုမဟာတယောက်တည်းကြာရှည်စွာနေခဲ့ရတဲ့အတွက်သူမရဲ့ခန္ဓာကိုယ်ကအရန်တန်ပါတယ်တနာရီကြာနေပြီးတဲ့အခါအဖိုးကြီးကိုမောင်းထုတ်လိုက်တယ်ဒါပေမဲ့မူဆိုမကတက်တာမသွားတဲ့အတွက်သူမကိုတက်တောင့်တက်တာဖြစ်စေနိုင်တဲ့သူမိသူမဆိုကို90သူမြပြီးမဲ့လို့ကြီးညာလိုက်တယ်လူအုပ်ကြီးကကြောက်ရွံ့တုန်လှုပ်နေကြတယ်ဘာလို့လဲဆိုတော့သူတို့ဟာဒီလိုစားမျိုးရှိတဲ့မူဆိုမကိုတခါမှမမြင်ဘူးကြဘူးသူတို့ဟာအသက်ဆုံးရှုံးရမှာကိုကြောက်နေကြတယ်အဲ့ဒီအချိန်မှာအဖိုးကြီးရဲ့လူငယ်တစ်ပည့်တစ်ယောက်ကရှစ်ထွက်လာပြီးသူ့ရဲ့ကံကိုစမ်းကြည့်တယ်ဒီလူရဲ့အနှိတ်နည်းပညာကအစိတ်တောက်အရန်များတယ်ဆိုတာငါမသိခဲ့ဘူးစက္ကန့်ဝက်ကြာပြီးနောက်မူဆိုမကတခုခုမတူတာကိုခန်းစားလိုက်ရတယ်အဲ့ဒီလူကမူဆိုမရဲ့အယိုးတွေကိုရိုက်လိုက်တဲ့အခါရုပ်တရက်ရွှေနဂါးတစ်ကောင်ကောင်းကင်ကိုတက်သွားတယ်ရွှေနဂါးကိုရတဲ့သူဟာချမ်းသာလာမယ်အဲ့ဒီလူရဲ့အနှိတ်နည်းပညာကလူတိုင်းကိုအားတင်စေတယ်တစ်စနစ်ကြာမူဆိုမဖြစ်နေခဲ့တဲ့အမျိုးသမီးဟာလမ်းတော့မလျှောက်နိုင်တော့ဘူးသူမဟာအဲ့ဒီလူကိုနောက်ထပ်တစ်နာရီကြာနှိပ်ခိုင်းတယ်ဒါပေမဲ့ကြေကွဲစရာတစ်ခုဖြစ်သွားတယ်မူဆိုမရဲ့အယိုးတွေကျူးပြီးသူမဆုပ်ပြဲသွားတယ်အဲ့ဒီလူကမူဆိုမကိုဆက်ပြီးအိမ်နေခဲ့ရတာရုတ်တရက်သူမဟာ9ယောက်သူမဟုတ်6ယောက်ဖြည့်ပြောင်းသွားတယ်အားလုံးပဲမင်္ဂလာပါ movie record တစ်ပုဒ်ကိုအလွယ်ကူဆုံးအမြန်ဆုံးနဲ့ copyright လုပ်အောင်ဘယ်လို idea ရမလဲပေါ့နော်ဘယ်လိုလုပ်အောင်မလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပါတယ်အရင်ဆုံး TikTok မှာ movie record လို့လိုက်ရှာလာတယ်အဖိုးကြီးကမလိုက်ရှာပြီးတော့ကျွန်တော်တို့အစီအပြေတဲ့တစ်ပုဒ်ကိုကြာတောင်းလိုက်တယ်ဒါကြောင့် copy link ယူလိုက်ရှေးဟောင်းနေပညာကိုအသုံးပြုလိုက်တယ်ကိုအသုံးပြုကိုကြိုက်တဲ့ဗီဒီယို copy link ယူ copy link ယူပြီးရင်ကျွန်တော်တို့ Chrome နဲ့တော့မယ်ဗျ Chrome နဲ့တော့မယ် Chrome နဲ့တော့ပြီးတော့ TikTok ဗီဒီယို download တာဆိုရရိုက်ရှာမှာအဲ့ဒီမှာဒီအပေါ်ဆုံးอ่ะเนาะအဲ့ဒါလေးနဲ့ကျွန်တော်က TikTok ဗီဒီယိုတောင်းပါတယ်ကျွန်တော်ယူလာတဲ့ link ကိုပေးချပါဒီမှာ waterman နဲ့ down လိုက်မယ်ဗျာ Okay download the file TikTok ပေါ်မှာအလွယ်တကူတွေ့ရပါတော့မြန်မာစကားပြောဗီဒီယိုပဲတောင်းပါဗျာတောင်းပြီးတော့ကျွန်တော်တို့ကကတ်ကိုသွားမယ်ကတ်ထဲကိုရောက်ပြီဆိုရင်စောနာကျွန်တော်တောင်းလာတဲ့ဗီဒီယိုဖိုင်ကိုထည့်မယ်ဗျာလူငယ်မျိုးသမီးတွေဟာအနှိတ်ခမ်းတွေမှာအတွင်းအဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ကနည်းနည်းလေး site ကိုချဲ့လိုက်ဘာလို့ချဲ့ရအောင်ဆိုတော့မူရင်းဗီဒီယိုနဲ့မတူစေချင်လို့ဗျာပြီးတော့ဒီမှာအင်္ဂလိပ်စာသားရေးပါကျွန်တော်ဖျောက်ချင်တော့ site ကိုနည်းနည်းလေးချဲ့လိုက် movie record ဆိုရင်တော့ဒီတရုတ်ဗီဒီယိုတွေပို့ပြီးတော့လူကြည့်များရဗျ။ Okay ဒီဗီဒီယိုလေးကိုကျွန်တော်တို့ဟာဒီမှာ audio effect ထဲမှာဒီမှာ voice character ဆိုတာရှိရနော်။အဲ့ဒီထဲမှာတခြားအစင်ပြေတဲ့အတန်လိုက်ပြောင်းအောင်ပါလေ။အမျိုးမျိုးပြောင်းမျိုးနားထောင်ကြည့်နော်။နားထောင်ကြည့်ပြီးတော့မှအကျိုက်ဆုံးတစ်ခုကိုပြ။သူဟာသူ့ရဲ့ရှင်းဟောင်းနေပညာကိုအသုံးပြုလိုက်တယ်မမျောလင့်ပဲ Okay ကျွန်တော်ကတော့ဒီ Chelsea ဆိုတဲ့အတန်လေးပြောင်းကောင်းသွားတယ်ဒါပေမဲ့မူဆိုးမဟာတယောက်တည်းကြာရှည်စွာနေခဲ့ရတဲ့အတွက်သူမရဲ့ခန္ဓာကိုယ်ကအရန်တန်ပါတယ်တနာရီကြာနေပြီးတဲ့အခါအဖိုးကြီးကိုမောင်းထုတ်လိုက်တယ်ဒါပေမဲ့မူဆိုးမကကျွန်တော်လှုပ်တဲ့တိုင်မဟုတ်လေရရနော်ဒီထဲကြိုက်တဲ့အတိုင်းလိုက်ပြီးပြောလို့ရတယ်သူညပေးမယ် Okay မိတွေဟာအနှိတ်ခမ်းတွေမှာအတွင်းခံမဝေးကြဘူးဒီမှာအတန်လေးအများကြီးရှိရတွေ့လားအစင်ပြေတဲ့အတန်ပြောဖိုးကြီးကိုချက်ချင်းစိတ်ဝင်စားကျွန်တော်ဒီ Chelsea ဆိုတဲ့အတန်လေးပဲတုံးလိုက်မယ်နော်တုံးပြီးတော့နည်းနည်းလေး copyright လုပ်အောင်ပေါ့နော် internet နဲ့ကိုင်မယ်အဲ့ဒီတော့နည်းနည်းထိုက်ချဲမယ်စာရအပြည့်မဖုံးနေတာဘူးပြီးတော့ transform နဲ့ရတယ်မှာ mirror effect ဗီဒီယိုနော်ပညာလှမ်းလိုက်ခုကတော့ copyright လုပ်အောင်လုပ်တာဖြစ်ပါတယ်ဒီချာလေးကြည့်ပေးပါပြီးတော့ effect ထဲကိုတွားပြီးတော့ video effect ထဲမှာသူတခြား effect တစ်ခုထည့်လိုက်ရအစင်မီ effect နော်ကျွန်တော်ပြတဲ့ effect မတုံးလည်းရကြိုက်တဲ့ effect အနှိတ်ခမ်းတွေမှာအတွင်းခံမဝေးကြဘူးကျွန်တော်ဒီလိုမျိုးလေးထည့်တယ် Okayအားလေဝန်ဗီဒီယိုအစားအဆုံးဆွဲချက်လိုက်ဗျာပူနေပိုင်းလေးကိုဖြတ်ထုံးမယ်โอเคလူငယ်မျိုးသမီးတွေဟာအနှိတ်ခမ်းတွေမှာအတွင်းခံမဝေးကြဘူးအဖိုးကြီးကမမျောချက်ဖွဲ့ကြည့်မယ်ဒီလိုအဲ့ဒီဘလင်းလေးရောလင်းနာလေးပါလေးပါလိုက်ဆိုနေနေလေးဗီဒီယိုနဲ့မူရင်းနဲ့တော့မတူတော့โอเค
အဲ့တော့မှကျွန်တော်ကဘာနော် cartoon face ဒီဘာနော်ဒီမူရင်းဇက်ကောင်တွေရဲ့မျက်နှာလေးကိုနည်းနည်းလေးပြင်းကြည့်မယ် လူငယ်မျိုး ဒီမှာနော်အဖက်တွေမှာအများကြီးပဲနော်ကြိုက်တဲ့အဖက်နဲ့လို့ အဖိုးကြီး ဆိုကူနဲ့ဆိုကူကြတော့လည်းမမိုက်ဟုတ်ရဲ့ အခန်းတွေမှာအတွင်း အစမပြေဘူး အဖိုးကြီးကမမျောလင့်ပဲတွေး တွေ့လဲခေါင်းကြီးကကြီးရွယ် အဖိုးကြီးကိုချက်ချင်းစိတ်ဝင်စားသွားစေတယ် အဲ့ဒါမျိုးလည်းမမိုက်ဘူးဆိုတော့ ပြုလိုက်တယ်မမျောလင့်ပဲ အမျိုးမျိုးလောက်ကြည့်တော့အမျိုးမျိုးစမ်းကြည့်ပြီးတော့မှ အရန်ကောင်း မူရင်းဗီဒီယိုကျွန်တော်က တယောက်တည်းကြာရှည်စွာနေ edit ကလေးနဲ့ကြွေထားဗျာအကြမှာ copyright က ကြာနေပြီးတဲ့အခါ စိတ်ချတာ哦 မောင်းထုတ်လိုက်တယ်ဒါပေမဲ့မူဆိုမက copyright လွတ်အောင်လုပ်တာလေ ဟိုတတောင့်တတဖြစ်စေနိုင်တဲ့သူမိသူမ စ ဆို တိတော့အမေ သူညပေးမဲ့သူကြီးညာလိုက်တယ် ဒီတိုင်းရအစင်တော့မပြေဘူးနော် ဘာလို့လဲဆိုတော့ဒီဘုဟာဒီလိုစားမျိုးရှိတဲ့မူဆိုမကို အစင်မပြေဘူးအစင်မပြေတော့ကျွန်တော်တို့အစင်ပြေအောင်ဘယ်လိုလုပ်မလဲ body effect ထဲကိုပြန်သွားမယ်သွားပြီးတော့ဒီမှာ cartoon face အဲ cartoon face ရဲ့မှာတခြား effect တွေတုံးကြည့်မယ်ဗျာဘေဟာတောင်းကောင်း မျိုးသမီးတွေဟာအနေခန်းတွေမှာ အစင်ပြေတော့ကြည့်နော်ဒီက copyright လွတ်အောင်လုပ်တာ အဲ့ဒီအနေက ဒီမျက်နှာရိုးရုပ်ဆိုးတော့လုပ်တာပဲရည်စရာပုံစံပြောင်းအောင် ပညာကိုအသုံးပြုလိုက်တယ်မညှောလင့်ပဲမူဆိုမကအချိမ ဒီဆိုင်တော့ပါလုပ်တဲ့မျက်နှာပုံစံကြီး မှာအတွင်းခံမဝေ့ကြဘူးအဖိုးကြီးကမမျှောလင့်ပဲ အဲ့လည်းမစိုးနော်လှုပ်ချင်တော့လုပ်ရ မျိုးသမီးတွေဟာအနေခန်းတွေမှာအတွင်းခံမဝေ့ကြဘူး အမေမိုက်တယ်တွေ့လား လူငယ်မျိုးသမီးတွေဟာအနေခန်းတွေမှာအတွင်း အေးဒီဟာလေးကတော့ကောင်းတယ်ဒီဟာလေးကကျတော့တွေ့လား ကအဖိုးကြီးကိုချက်ချင်း cartoon face ကိုမှဒီထဲကအရုပ်ကလေးနည်းနည်းလေးချောတဲ့ဘက်ကိုပူတောင်းလာတွေ့လားကျွန်တော်အဲ့ဒါလေးပဲတုံးလိုက်မယ်ဗျအဲ့လိုလေးဆိုရင် movie ကတပုတ်ကလောလောကူကူနဲ့ပြီးသွားရ အတွင်းခံမဝေ့ကြဘူး ကျွန်တော် TikTok ကဗီဒီယိုနည်းနည်းလေးအတန်ကိုပြောင်းနေဗျာပြီးတော့ကျွန်တော်တို့ရဲ့ edit ကလေးနည်းနည်းပဲထည့်လိုက်တယ်ဆိုရင် copyright လွတ်တယ် လူငယ်မျိုးသမီးတွေဟာအနေခန်းတွေမှာအတွင်းခံမဝေ့ကြဘူးအဖိုးကြီးကမ အဓိက copyright လွတ်အောင်ဆိုတာဘယ်လို edit ရမလဲဆိုပြီးတော့ မျိုးသမီးတွေဟာအတွင်းခံမှာအတွင်း ပုံတင်သေးတော့မရှိဘူးဗျာမျိုးမျိုးလုပ်ကြည့်ရ ရှိလိုက်တဲ့အခါ တွေ့လား နေ့ကအဖိုးကြီးကိုချက်ချင်းစိတ်ဝင်စားသွားစေတဲ့ဒါကြောင့်သူဟာသူ့ရဲ့ရှေးဟောင်းနေပညာ TikTok ဗီဒီယိုမှာဒီလိုတရုပ်ဗီဒီယိုလေးတွေခက်စားရအဲ့ဒါလေးတောင်းပြီးတော့လုပ်ပါနော်အရန်လွယ်ကူပါဒီနည်းလေးကိုလုပ်တတ်မှဆိုရင် အနေခန်းတွေမှာ မူတွေကလုပ်ပြီးတော့ အဖိုးကြီးက YouTube shop မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်ပေါ့နော်ဗီဒီယိုလေးတင်ပြီးတော့ ဒါကြောင့် ဟိုရှာလို့ရပါတယ် ဟောင်းနေပညာကိုအသုံးပြုလိုက်တယ်မညှောလင့်ပဲ ကျွန်တော်ရဲ့ ကြည့်မခံလို့နဲ့ channel လေးကို subscribe လုပ်ထားပါ ဒါပေမဲ့ နောက်ကြရင်ဒီလိုမျိုးပေါ့နော်အသုံးဝင်တဲ့နည်းလမ်းလေးအများကြီးတင်ပေးမှာမို့လို့နော်ပြီးတော့နားမလဲတာရှိရင်လည်း comment ထဲမှာမေးပါ comment ထဲမှာမေးရမြကိုကျွန်တော်ကတိတ်တိတ်ချာချာပေါ့နော်ပြန်ပြီးတော့ရှင်းပြမယ်စာနဲ့ရှင်းပြလို့မှအဆင်မပြေဘူးဆိုရင်ပေါ့နော်ကျူတို့ရဲ့ဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့ကျွန်တော်ပြန်ရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်ပုံထုတ်မယ်ဆိုရင်ပေါ့နော်resolution အမြင့်ဆုံးဖြစ်အောင်ထားပြီးတော့ထုတ်လို့ရရဗျအဲ့ဒါမှကြည်မအောင်အဓိကတော့ကြည်အောင်ဦးစားပေးပြီးတော့ထုတ်ဗျအဲ့ဆိုရင်တော့ mobile ကတပုတ်ကလောလောကူကူနဲ့ပြီးသွားပါရဲ့